အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဖန်ကနေရန်ကုန်ကနေပကံကိုကျွန်တော်တဆင့်ချင်းစီဘယ်လိုသွားလဲဆိုတာကိုကျွန်တော် travel vlog လေးလုပ်ထားပါတယ်ပြီးတစ်ထောက်ချင်းစီမှာဘယ်နေရာမှာဘယ်လိုနားလဲဘယ်လိုသွားလဲဆိုတာကိုဒီ vlog လေးမှာကျွန်တော်နဲ့တူသွားလိုက်ကြရအောင်အခုကကျွန်တော်မော်လမြိုင်နေဖန်ကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်တို့မော်လမြိုင်လီစိတ်ကနေရန်ကုန်သွားနေတာဖြစ်ပါတယ်ဗီဒီယိုရိုက်နေတာကိုသူမသိရှာပါဘူးအမြောက်ကြည့်နေမယ်နော်ဒါပေမဲ့ဒါဘယ်နေရာမှကျွန်တော်မသိပါဘူးကျွန်တော်တို့ဒီမော်လမြိုင်လီရင်ကနေအထက်စီကနေကြည့်တဲ့မြင်ကွင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်လီစိတ်ကိုလီရင်ဆင်းပါပြီခီးဆောင်ရဲကိုထိုင်ဆောင်နေတာဖြစ်ပါတယ်ခုကျွန်တော်တို့တဲမဲ့ Green Hill Hotel Western Green Hill Hotel ကိုကျွန်တော်တို့တွားနေတာဖြစ်ပါတယ်ချက်ကင်ဝင်လို့မရသေးတော့ကျွန်တော်တို့ lobby မှာထိုင်ဆောင်နေတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တဲမိတ်ခံလေးပါကျွန်တော်တို့ပကံကိုနောက်ကျမှရောက်မှာဆိုလို့မနေ့အစောကြီးကျွန်တော်၄နိုင်လောက်ထားပြီးတော့ကျွန်တော်တို့ပကံကိုသွားတာဖြစ်ပါတယ်ဒါရန်ကုန်ကနေပကံကိုထွက်တာဖြစ်ပါတယ်ပကံသွားခြင်းလို့ကျွန်တော်တို့ဒီမနေ့ညကမှရောက်လာတဲ့ဧည့်သည်ဖြစ်ပါတယ်ကျွန်တော်မနေ့ပိုင်းမနေ့စာကို115မိုင်မှာမနေ့စာဖြစ်ပါတယ်ဟိုတယ်က food box တွေစီစဉ်လိုက်ပြီမဲ့ကျွန်တော်တို့ဒီမနေ့စာကိုပန်အောင်နီးယားမှာဝင်စားဖြစ်တာဖြစ်ပါတယ်မနေ့စာကိုစားပြီးတယ်ကျွန်တော် queue ဆက်ထွက်ပါတယ်ကားထဲမှာအဆူတော်ကြီးပဲပါလာတော့ဆိုတော့ကျွန်တော်တို့တလန်းလုံးတာယာနာပြုတ်ဝဲကြီးပဲကြားရတာဖြစ်ပါတယ်နေရာတော့တိကျမသိပေမဲ့ဒါကျွန်တော်ကြောက်တောင်လန်ခွဲလို့ထင်ပါတယ်285ဆိုတဲ့စိုင်မှာနေ့လည်စာစားဖြစ်ပါတယ်ဘိုက်စတာနဲ့ကျွန်တော်နှစ်ပွဲစားဖြစ်သွားပါတယ်စားပြီးတော့လည်းခီးကိုစားထွက်ပါတယ်ကျက်ကြော်မှာနာမည်ကြီးတဲ့ဆွေသစင်ဦးလက်ပံဖျားရွာကထင်တယ်ကျွန်တော်တို့အဲဒီရွာမှာဆင်းပြီးတော့ကျွန်တော်ကျက်ကြော်တွေညစာစားဖို့အတွက်ဝယ်သွားပါတယ်ဒီဆိုင်ကကားဆရာကိုယ်တိုင် recommend ပေးတဲ့ဆိုင်လေးဖြစ်ပါတယ်ညွှန်းထားပေးတဲ့ဆိုင်လေးပေါ့နော်စားခြင်းနဲ့မစောင့်ကြည့်ဘူးဆိုလို့ရှိရင် order မှာရပါတယ်ပကံရောက်ဖို့နီးလာလေလူတွေကပို့ပြီးတော့မြူးလာလေဖြစ်ပါတယ်ပကံရဲ့လမ်းဘေးတစ်ဖက်တစ်ချက်မှာရှိနေတဲ့ထမ်းပင်တွေနဲ့ထိုင်းရေးဆိုင်တွေကပကံရဲ့သင်္ကေတလို့တောင်ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်တို့အညာရောက်ပြီဆိုလို့ရှိရင်ဒီထမ်းပင်လေးတွေတွေ့ရမယ်အရန်လောက်တဲ့ရှုခင်းလေးဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ပကံမြို့ဟောင်းတွေကိုရောက်ပြီဖြစ်ပါတယ်ကျွန်တော်တို့တဲမဲဟိုတယ်ရောက်တော့ကားကရက်ပြီးတော့ကျွန်တော်တို့အခုဟိုတယ်စီကိုတွားနေပါပြီအခုဆိုရင်တော့တဲတဲ့ဟိုတယ်ရောက်ပါပြီ။ဒါနဲ့ပါလဲ။ဟိုတယ်တန်တယ်ဖြစ်ပါလေ။ကျွန်တော်တို့ဟိုတယ်တန်တဲကိုရောက်ပါပြီ။ဟိုတယ်တန်တဲမှာကျွန်တော်တို့ဧည့်သည်တွေဝင်လာတာနဲ့သူတို့ဇီးဖြော်ရည်လားမကြီးမဲ့ဖြော်ရည်လားတော့မသိအဲ့ဒါလေးတိုက်ပါလေ။ရင်အေးစီတာပေါ့နော်။
ဒါကဟိုတယ်တန်တဲ့ညပိုင်းရှုခင်လေးပေါ့နော်ဒီဘက်အေယာဝတီမြစ်ရဲ့တစ်ဖက်ကမ်းမှာဒီဘက်ကမ်းကြည်ရင်နဲ့ထိုင်ရတဲ့အရာသာအရန် relaxing ဖြစ်ပါတယ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမောပြေတာပေါ့နော်ကျွန်တော်တို့မနက်ပိုင်းမှာဆူနာမနီဇီတီကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ဆူနာမနီဇီတီမရောက်ခင်ကျွန်တော်တို့အာနန္ဒဖျားမှာတပုတ်ဝင်ရိုက်ပါတယ်ဒီပသိမ်ထီးနဲ့စွန်းအုပ်တွေရုပ်တွေကတကယ်ကျွန်တော်တို့တပုတ်ရိုက်ရမ်းလာပါတယ်ကျွန်တော်တို့အခုလက်ရှိသွားနေတာတော့ဓမ္မယန်ကြီးဖျားစီကိုကျွန်တော်သွားနေတာဖြစ်ပါတယ်ပကံကဘယ်နေရာပဲတော့ကျွန်တော်ရှုခင်အရန်လာပါတယ်ဒီနာဝဲရမှာကြည့်လိုက်လို့ရှိရင်ဖျားပထိုးတယ်အများကြီးအရန်လာပါတယ်ကျွန်တော်တို့အခုဓမ္မယန်ကြီးဖျားစီကိုရောက်ပါပြီကျွန်တော်ဖျားထဲဝင်ပြီးတော့ဖျားဝင်ဖူးကြမယ်ဖျားထဲဝင်ကြည့်ကြမယ်ဒီဖျားအတွင်းပိုင်းကအရန်ကြီးမာတယ်အရန်ကြီးတယ်ပြောမှဆိုလို့ရှိရင်ကျွန်တော်ဟိုရှေ့ခေတ်လူတွေဘယ်လိုဆောက်ထားမှန်းကိုမသိဘူးတကယ်အရန်မြင့်ပြီးတော့အရန်လည်းကြီးတယ်အတွင်းပိုင်းမှာဆိုလဲအေးဆက်နေရောဖျားအတွင်းပိုင်းနေကျွန်တော်တို့ဒီအပြင်ဘက်ကိုကြည့်ရတဲ့ရှုခင်လဲအရန်လာတယ်တကယ်ဖျားကလည်းအရန်တက်ပဲလုံးနေပါတော့ဒါတွေကတော့ကျွန်တော်တို့တောသားအများစုကဒီရောက်လာလို့ရှိရင်ရေးဖြစ်ကြတဲ့အမတ်တရတွေပါဒီမှာနာမည်ကြီးတော့ပါပါတယ်ရှေ့ခေတ်လက်ရဖျားတွေကအရန်တက်ပဲလုံးပါတယ်အခုကသူ့ကိုတစ်တော့ရိုက်ပြီးမှဆိုပြီးတော့ကျွန်တော်ရိုက်ပြီးထားတာပါဒါပေမဲ့တစ်တော့မှမတည်ဖြစ်ပါဘူးပြန်ပါပြီအခုစစ်သားနန်းတော်စီကျွန်တော်သွားမှာပါပကံနန်းတော်ပေါ့နော်အခုကျွန်တော်စစ်သားနန်းတော်ကိုသွားမှာဖြစ်ပါတယ်တို့ပြင်မဲ့လည်းကျွန်တော်တို့ပြသက်ကြီးဖျားစီကိုလမ်းကြုံရင်ရောက်တော့ပါတယ်ကျွန်တော်တို့တခြားဖျားတွေလည်းအများကြီးတော့ဖြစ်ခဲ့ပြီမယ်ကျွန်တော်တို့ဗီဒီယိုအကလုံးမရဖြစ်ခဲ့ပါဘူးဒါတော့ပြပြဖြစ်လဲမချက်ပစီပြရတာစစ်ကြောင်လေးစားစစ်တဲ့ပြကြောင်မင်းတော့ပြပါမသိဘူးလေမသိဘူးလေရတဲ့ကြောင်မသိပါဘူးရှေ့ခေတ်ရလူတွေကကျွန်တော်တို့ဘလက်မြေကြီးမသုံးပါဘူးဒါပေမဲ့အခုထိခိုင်ခတ်နေတာကတော့တကယ်အံ့ဩကောင်းပါတယ်ကျွန်တော်တို့တကယ်အခုကျန်စစ်သားနန်းတို့စီကိုကျွန်တော်သွားပါပြီ
နေရတော့ကျွန်တော် share plan နဲ့ပူတာပါတကယ်ပူပါတယ်နေ့လယ်ပိုင်းဆိုရင်အရန်ပူပြီးတော့ကျွန်တော်မနက်ပိုင်းဆိုလို့ရှိရင်တော့မြူဒီဆိုင်းပြီးတော့အေးပါတယ်ရန်အေးရပါတော့မိုက်ဒါပဲသွားမှာလေ ညာတော့ပါမယ် ဟာတော်လားကျွန်တော်တို့အခုသမိုင်းအစစ်အဆက်အရန်ကြီးမြင့်မြတ်တဲ့ပကံနန်းတို့တွေကိုကျွန်တော်စပြီးတော့ဝင်ပါပြီကျွန်တော်တို့အဝင်ဝါမှာပဲနန်းတော်ကိုလှမ်းမြင်နေရပါတယ်ကျွန်တော်တို့ကိုဝင်ချင်းမှာမမစားတော့ပါတယ်ပကံနန်းတော်ရဲ့ပြတ်သက်ဆောင်တွေကအရန်ကြီးပါတယ်ဒါကတော့ကျွန်တော်တို့အရင်လေးမူမတ်ဒီနဲ့အစည်းအဝေးလုပ်တဲ့ခန်းမဖြစ်ပါတယ်ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့တဲ့နေရာကတကယ်ကျွန်တော်တို့အခုဇေဒဝန်ဆောင်တဲ့ကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ဒီဆောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီသာသနာရေးတန်တမန်ရေးတွေဆွေးနွေးတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့အခုညီလာခံခမ်းမလို့ပဲပြောရမလားအစည်းအဝေးလုပ်တဲ့ခမ်းမလို့ပဲပြောရမလားအဲ့ဒီခမ်းမထဲမှာကျွန်တော်တို့ဝင်ပြီးတော့ဆက်စုနေတာဖြစ်ပါတယ်ဒီစမင်းသားဆရာကောင်းပါဒီနေရာလေးတွေကြည့်စမ်းဒီကလေးရတယ်ဟဲ့ကြည့်ကျွန်တော်တို့အခုအဲ့ဒီအထဲကိုပဲထပ်ပြီးတော့ဆက်စုနေတာဖြစ်ပါတယ်ဒီပေါင်းတက်တယ်ဟာဒီစီတချို့တွေကတော့ကျွန်တော်တို့ရှေ့ခေတ်နှုံးတစားတွေနဲ့တပ်ပုံဝင်ရိုက်ကြပါတယ်ပြန်ပါပြီတပ်ပုံရိုက်ကြိုက်တဲ့အမတော်မှတပ်ပုံမရိုက်နိုင်တော့ပါဘူးစိတ်ညစ်နေပါပြီသူတော်မှဘယ်ကမှတပ်ပုံရိုက်စံနေရတအားများလို့ပါခွင့်ခါသိရင်တော့လာလေကြပါအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်အဘပြလိုက်လေကျွန်တော်တို့နောက်ဆုံးရုပ်ပြောင်းပုံဆွဲပြီးတော့ပကံကနေနန်းတော်ကနေကျွန်တော်တို့ပြန်လည်ထွက်ခေါ်သွားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအစနဲ့အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဆက်ဆက်ကျွန်တော်တို့ဆက်လက်ပြီးတော့ vlog တွေလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေထပ်ပြီးတော့ upload လုပ်သွားပြီးပါအားလုံးကျေးဇူးတင်ပါတယ်ဒီလာတယ်မှာကြာ